မင်္ဂလာပါလိုက်စာ TV ရဲ့ပမာပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ကျောင်းသားတိုင်း KSCU တက္ကသိုလ်တက်ရောက်နိုင်မယ့်အခွင့်အရေးဆိုတဲ့တင်ပုဒ်ကိုတင်ဆက်သွားပါမယ်ကျွန်မကရှယ်မုံပါ Right to Education အရာကျောင်းသားတိုင်းပညာသင်ကြားခွင့်မဆုံးရှုံးရေးအတွက် KSCU တက္ကသိုလ်ကနေအခွင့်အရေးကြီးပေးထားပြီလို့သိရပါတယ် KSCU တက္ကသိုလ်ဟာ School of Medical Science, School of Nursing Science, School of Technology, School of Economics, School of Arts and Science နဲ့ School of Agriculture စတဲ့တက္ကသိုလ်တွေနဲ့ဖွဲ့စည်းထားပြီးတော့ CDM ဆရာမတွေစုပေါင်းအားနဲ့တင်ကြားပို့ချနေတဲ့တော်လှန်ရေးကာလအတွင်းပေါ်ထွန်းလာတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။အရင်ပညာသင်နှစ်တွေမှာ KED KIO ပညာရေးဌာနကနေစနစ်ဟောင်းစေတန်းအောင်မြင်ထားသူတွေNUG အစိုးရကနေဖြည့်ဆို့ခဲ့တဲ့ PECA အောင်မြင်ထားသူတွေနဲ့2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM ပြုတ်လုခဲ့တဲ့ကျောင်းသားကျောင်းသူတွေသာဦးစားပေးတက်ရောက်ခွင့်ရှိခဲ့တယ်လို့သိရပါတယ်။2024မတ်လကနေစပြီး KIO အစိုးရဟာဌာနချုပ်လိုက်စားအနီးဝန်းကျင်နဲ့ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာပါသိမ်းပိုက်နေမြေတွေတိုးလာတာနဲ့အမျှကျောင်းတက်ရမယ့်ကျောင်းသားဥယျာဉ်လေးတိုးလာပါတယ်။သိမ်းပိုက်ထားတဲ့နေမြေတွေကရခိုင်စစ်ကောင်စီရဲ့ပညာရေးကျောင်းတွေမှာ KIO ပညာရေးဌာနကအစားထိုးတာဝန်ယူပြီးကျောင်းတွေဆက်ဖွင့်လျက်ရှိပါတယ်။ KSCU တက္ကသိုလ်အနေနဲ့လည်းကျောင်းသားတွေရဲ့ပညာသင်ကြားခွင့်မဆုံးရှုံးရေးအတွက်ရည်ရွယ်ပြီးတော့ဒီနှစ်စာသင်နှစ်ကနေစပြီးမိသူမဆိုတက်ရောက်လို့ရပြီဖြစ်တယ်လို့ဒုတိယ activity ဒေါက်တာအောင်နိုင်သူကပြောပါတယ်။ KIO အစိုးရကဒါတိမ့်လိုက်တဲ့လွတ်မြောက်နေပြီရှိလားအဲ့လွတ်မြောက်နေပြီရှိလာတဲ့အတွက်ကြောင့်မို့အဲ့လွတ်မြောက်နေပြီဒီမှာကစစ်ကောင်စီမှာတင်ထားခဲ့တဲ့ကျောင်းသူကျောင်းသားတွေဖြစ်တယ်နော်အဲ့ဒီဖြစ်တဲ့ကြောင့်မို့ဆရာတို့ကဒီ right to education အရာကလေးတွေရဲ့ပေါ့နော်ပညာသင်ကြားခွင့်အခွင့်အရေးလည်းမဆုံးရှုံးရအောင်ဆိုပြီးတော့ဆရာတို့ကနေအခု KSCU ရဲ့ဝင်ခွင့်ပုံစံမျိုးပေါ့နော်ဝင်ခွင့်ပါပဲ KSCU ဝင်ခွင့်စာမွဲကိုအခုဆရာတို့ဖြည့်မယ်မိသူမဆိုးလို့ပြောတဲ့နေရာမှာစစ်ကောင်စီကျောင်းကစနစ်ဟောင်းစေတန်းအောင်မြင်ခဲ့တဲ့သူတွေစနစ်တစ်12တန်းအောင်မြင်ပြီးတဲ့သူတွေလည်းပါဝင်ပါတယ်စစ်ကောင်စီကျောင်းကကျောင်းသားတွေအနေနဲ့ KSCU တက္ကသိုလ်တက်ရောက်ဖို့အတွက်ဝင်ခွင့်စာမေးပွဲဖြေဆိုရမယ်လို့သိရပါတယ်ဝင်ခွင့်စာမေးပွဲကိုစနစ်ဟောင်းစေတန်းအတိုင်း6ပါတာဖြေဆိုရမှာဖြစ်ပြီးဝင်ခွင့်ဖြေလို့အောင်တဲ့အမှတ်တိုင်းတက္ကသိုလ်ရေးချေတက်ရောက်ဖို့အတိမတ်ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်ဝင်ခွင့်စာမေးပွဲကို2024နိုဝင်ဘာလ18ရက်နေ့မှာဖြေဆိုရမှာဖြစ်ပါတယ်။ဝင်ခွင့်လျှောက်လွှာစာမေးပွဲကျဲစတာတွေလည်းအခမဲ့ဖြစ်ပြီးစာမေးပွဲအတွက်စာတွေကိုလည်း KSCU ဆရာမတွေကအခမဲ့တင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။နော်ဒီတင်ကြားရေးမှာအတွေ့အကြုံရှိတဲ့ဝါရင်ဖြစ်တဲ့နော်ဆရာမတွေအားလုံးကနေအခမဲ့တင်ကြားပေးမှာ။နော်အခမဲ့တင်ကြားပေးမယ်။နောက်တစ်ခါဒီလျှောက်လွှာကိုတော့ဆရာတို့ကဒီမြို့နယ်ရုံးတွေတော့ဒီ KED ရဲ့မြို့နယ်ရုံးနေနဲ့ချိတ်ဆက်ပြီးတော့အခုရှောက်လွှာတွေကိုဒါဖြတ်မှုအတွက်လည်းလုပ်နေတယ်အဲ့တော့ရှောက်လွှာတွေကိုသူတို့ရုံးမာတွေဖြစ်စေပေါ့နော်ဆရာတို့ KSC ပဲရုံးမာဖြစ်စေလာပြီးတော့ဒါအလကားယူရမှာပါဆရာတို့ဒီဝင်ခွင့်စာမေးပွဲကတကယ်အားလုံးကိုဒါအခမဲ့ပါနော်အဲ့တော့ဒီလုပ်တဲ့စာမေးပွဲကြီးဘာညာဒါတွေလည်းဆရာတို့ဘာတစ်ခုမှဆရာတို့မယူပါဘူးနိုဝင်ဘာလမှာစာမေးပွဲဖြေပြီးတော့စီဇန်ဘာလမှာအောင်စင်းထမှာဖြစ်ပြီး2025ပညာသင်နှစ်အမီကျောင်းတက်နိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။အားလုံးတော့နော်နိုဝင်ဘာလစနေအောင်ပြီးတော့ကျောင်းလူကျောင်းသားတိုင်းအားလုံးဒီပညာရေးကိုနော်ဒါနော်ပြန်ပြီးဆက်ချင်တယ်အသက်ဆက်ချင်တယ်ဆိုရင်တော့ဒီဆရာတို့အခုနိုဝင်ဘာလ16ရက်နေ့မှာကျင်းပမယ်နော်ဒီဝင်ခွင့်စာမေးပွဲကိုဒါဖြည့်ဆို့စီခြင်းပါတယ်နော်ဖြည့်ဆို့ဖို့လည်းဆရာတို့ဖိတ်ခေါ်ပါတယ်တိုက်လဲတိုက်တွန်းပါတယ်နော်သူတို့တွေကမြန်ပါတယ်နော်နိုဝင်ဘာမှာစာမွေးဖြည့်မယ်ဆရာတို့ဒီဇင်ဘာမှာအောင်စင်းထွက်မယ်အောင်စင်းထွက်ပြီးတာနဲ့ဆရာတို့အခုနောက်လာမယ်အခုခေါ်ထားတဲ့နော်ဒီ page တွေမှာကြီးညာထားတဲ့နောက်2025 academic အမီဒါတို့ကျောင်းတက်ဖို့အတွက်ဆရာတို့စီစဉ်ထားပါတယ်KSCU ကျောင်းမှာ CDM လောက်ထားတဲ့မြန်မာနိုင်ငံအနှံ့ကဆရာမတွေတင်ကြားပေးနေပါတယ်။အခုလိုစစ်ကောင်စီကျောင်းကကျောင်းသားတွေကိုလက်ခံရတာဟာစစ်ကောင်စီပညာရေးကိုထောက်ခံရခြင်းမဟုတ်ပဲကလေးတွေရဲ့ပညာသင်ကြားခွင့်အတွက်တာပူပေါင်းဆွေးနွေးဆုံးဖြတ်ချက်အရာလှုပ်ဆောင်ခြင်းဖြစ်တယ်လို့ဆရာအောင်နိုင်သူကဆက်ပြောပါတယ်။တခုရှိတာပေါ့နော်။သူတို့ကဆရာတို့ကြီးညာလိုက်တဲ့အခါမှာသူတို့စစ်ကောင်စီရဲ့စာမေးပွဲကိုလက်ခံတာမဟုတ်ဘူး။နောက်ပြီးရင်ဆရာတို့ကြီးပဲလောက်တာလားမဟုတ်ပါဘူး။ဆရာတို့ဒီKIO ထိန်းချုပ်နေမြေမှာတော့ဖွင့်ထားတဲ့တက္ကသိုလ်ဖြစ်တယ်။ကချင်ပညာရေးဌာန KED နဲ့လည်းဆရာတို့ဟာဒါတွေကို coordination ပေါ့နော် coordinate လုပ်ပြီးတော့ဒါတယောက်ဟောပေါ့နော်ပူးပေါင်းပြီးတော့ဒါတွေဆောင်ရွက်နေကြတယ်။နိုဝင်ဘာ16ရက်နေ့မှာဖြေမဲ့ KSC ဝင်ခွင့်စာမေးပွဲကိုဒါဝင်ဖြေပါဟုတ်ပြီလားဒီအားလည်းဆရာတို့တခုတည်းတက္ကသိုလ်အနေနဲ့ဥဆောင်တာတော့မှန်တယ်
ဆရာတို့ဒီမှာရှိတဲ့ပညာရေးဌာနပေါ့နော်ဒါ KED နဲ့လည်းဆရာတို့တွေဒါအောင်စင်းကိစ္စမိကုန်ရွေးချယ်ရေးကိစ္စဒါတွေအားလုံးကိုဆရာတို့နော်ပူးပေါင်းပြီးတော့ဒါလှုပ်ဆောင်နေကြတာဖြစ်ပါတယ်ကျောင်းသားကျောင်းသူတိုင်း KSCU တက္ကသိုလ်တက်နိုင်မဲ့အခွင့်အရေးကိုလက်မလွတ်ကြဖို့စစ်ကောင်စီရဲ့အကြောင်းမှာ10တန်းနဲ့စနစ်သစ်12တန်းအောင်မြင်ထားသူတွေကိုလည်းဝင်ခွင့်စာမပွဲဖြေဆိုကြဖို့ဖိတ်ခေါ်ထားပါတယ်။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။